တခုနဲ့ဖြစ်နေတာကတော့ဘောနော်ထိုင်းနိုင်ငံမှာစာအုပ်နော်ပတ်စပုတ်စာအုပ်ရှိမှသာလေနေကြလို့ရတာဖြစ်ပါတယ်ရှိပါလေနဲ့နေကြပြီးသွားပြီးမှအခန်းခံလိုက်ရတဲ့ထိုင်းရောက်မြန်မာနိုင်ငံသားတွေလည်းမနှဲပါဘူးဘာဖြစ်လို့လဲဆိုတော့လုံးနေကြတဲ့သူတွေဆိုရင်ဘောပမေလည်းပြနိုင်ရမယ်ပတ်စပုတ်စာအုပ်လည်းပြနိုင်ရမယ်ဒါသူတို့ပြန်တောင်းကြည့်တဲ့အရာတွေနဲ့တကယ်တမ်းဆိုရင်တော့ထိုင်းနိုင်ငံမှာကတော့ထိုင်းနိုင်ငံဥပဒေထဲမှာကတော့ဟာလားအလုံးချိန်ထဲမှာဝင်ထိုင်းရင်အလုံးစုံနဲ့တက်ဆိုင်တဲ့ဟာပဲပြလို့ရတယ်ပတ်စပုတ်မပြလဲရတယ်ဟုတ်ကဲ့ပါဗျကျွန်တော်ကိုတော်တော်ထိုင်းရောက်ရွှေ့ပြောင်းလုပ်သွားတယ်တော်များကျွန်တော်တိုင်ပင်လာခဲ့ကြတာမင်းမြန်းလာခဲ့ကြတာတော်များများကပေါ့နော်အခုတဲ့ထိုင်းနိုင်ငံမှာကျွန်တော်တို့ဒီစာရွက်စာတမ်းတွေပဲရှိတယ်မိတ္တူတွေပဲရှိတယ်နေကြလို့ရလားအခုကျွန်တော်မှာပန်းအောင်ကက်ရှိတယ်နေကြလို့ရလားအခုကျွန်တော်မှာပေါ်တော့90ရှိတယ်နေကြလို့ရလားလို့မင်းမြန်းလာခဲ့ကြတဲ့သူတွေအားလုံးကျွန်တော်တခုနဲ့ဖြစ်နေတာကတော့ပေါ့နော်ထိုင်းနိုင်ငံမှာစာအုပ်နော်ပတ်စပုတ်စာအုပ်ရှိမှသာလေနေကြလို့ရတာဖြစ်ပါတယ်ဘာလို့တကယ်လို့စာအုပ်မရှိသေးတဲ့ကာလထဲမှာစာရွက်စာတမ်းတွေပြည်စုံရှိတယ်ပန်းရောင်ကတ်ရှိတယ်ဆိုရင်ကျွန်တော်တို့ဒီကိုနေတဲ့ခရိုင်ကိုနေတဲ့ဒေသမှာเนาะကိုနေကြော်ခွင့်သွားတောင်းရမှာဖြစ်ပါတယ်ဘာလို့ကျွန်တော်ဘယ်မြို့နေပြောဘယ်မြို့သွားမှလဲဟုတ်လားအေးတောင်းတဲ့အခါမှာတွေဆိုလဲတန်ရုံထောက်ကစားတွေလိုမယ်ဒေသဒီရုံရဲ့ထောက်ကစားတွေလိုမယ်ပေါ့နော်ကိုသွားမဲ့မြို့နယ်ကိုသွားမဲ့နေရเนาะပြီးတော့အဲ့ကနေပြီးတော့မှအိမ်နေရဲ့လိပ်စာနံပါတ်တွေကအစကျွန်တော်ယူရတာဖြစ်ပါတယ်အဲ့လိုခါမျိုးတွေမှာမှဒါနေကြလို့ရတာဖြစ်ပါတယ်ကိုသွားမဲ့နေ့မှာလဲကိုဘယ်နေ့သွားမှဆိုဘယ်နေ့နောက်ဒါဖောင်တင်ရတာဖြစ်ပါတယ်ဒါဘယ်သူမှသွားပြီးတောင်းရတယ်လဲဆိုရင်တောမောရုံးမှာသွားပြီးတောင်းရတာဖြစ်ပါတယ်ဗျเนาะဒါမှမဟုတ်ရင်လေကျွန်တော်ဒီအမ်ဖာရုံးတို့မဟုတ်စမိုင်းခေတ်မှာသွားပြီးတော့မှတောင်းလို့ရပါတယ်ဒါကျွန်တော်နေကြောခွင့်တောင်းတဲ့သူတွေအတွက်เนาะနေကြောလို့ရလားဆိုရင်တော့ရပါတယ်ဒါပေမဲ့ဆောက်ရက်စာတန်းတွေအကုန်လုံးပြည့်စုံရှိမှသာလေနေကြောလို့ရမှာဖြစ်ပါတယ်เนาะနေကြောထောက်ခံစာတွေပါမှာဖြစ်ပါတယ်ပေါ့เนาะဒီထိုင်းနိုင်ငံမှာဒီစားစော်တန်းတွေရှိပါလေနဲ့နေကြောပြီးသွားပြီးမှအခန်းခံလိုက်ရတဲ့ထိုင်းရောက်မြန်မာနိုင်ငံသားတွေလည်းမနှဲပါဘူးဘာဖြစ်လို့လဲဆိုတော့ထိုင်းနိုင်ငံမှာတည်ဆဲရေးဥပဒေဆိုတာရှိတယ်ထိုင်းနိုင်ငံသားမဟုတ်တဲ့နိုင်ငံသားမှန်တယ်များအားလုံးကိုထိုင်းနိုင်ငံမှာဒီဥပဒေတစ်ခုအောက်ထဲကနေပြီးမှကျွန်တော်တွားနေရတာဖြစ်ပါတယ်ဘယ်သူပါပဲဖြစ်နိုင်ငံသားနေကြော်လာတဲ့အခါမှာတွေဆိုရင်လည်းသူတို့နေကြော်တဲ့စာအုပ်စာတမ်းမှာပါခဲ့ဘူးဆိုရင်အရေးယူခံရမှာဖြစ်ပါတယ်ပြီးရင်ကိုယ့်ရဲ့နိုင်ငံကိုပြန်ပြီးပို့မှာဖြစ်ပါတယ်ဒဏ်ငွေမရှိပါဘူးဒဏ်ငွေဆောင်လို့မရပါဘူးเนาะဒီနေကြော်တဲ့ကိစ္စမှာတွေဆိုရင်ဒါပေမဲ့နောက်တစ်ခုမှကျတော့ကျွန်တော်ဒီပတ်စပုတ်ရှိနေပါလေနဲ့ပတ်စပုတ်မဆောင်လာခဲ့ဖြစ်လို့ပတ်စပုတ်မပါခဲ့လို့ဆိုရင်အဲ့လိုခါမျိုးမှာတွေကျွန်တော်ထိုင်းနိုင်ငံမှာဘောနော်စာရွက်စာတမ်းကိုယ့်ရဲ့ခန္ဓာကိုယ်မှာတိတ်သိမ်းထားရမှာတက်ဆိုင်ရဌာနအနေနဲ့တောင်းစစ်လာခဲ့တဲ့အခါကျရင်ကိုပြက်ချက်ချင်းပြနိုင်မှာဖြစ်ပါတယ်နော်ဒါပေမဲ့ဒီနောက်ပိုင်းမှာဒါဟာလာဒီဖုန်းထဲတွေမှာပြခွင့်ရှိပါတယ်ပြခွင့်ရှိတဲ့ခါမှာတွေလည်းဒီတောမောတွေတက်ဆိုင်ဌာနတွေပြမှာသူတို့မှလည်းမတင်ငါခွင့်ရှိပါတယ်ခေါ်စစ်စစ်ပိုင်ခွင့်ရှိတယ်ဖမ်းပိုင်ခွင့်လည်းရှိပါတယ်တကယ်လို့ကိုယ့်ဘက်ဆိုင်ကကောင်းမပြနိုင်ခဲ့ဘူးဆိုရင်စာအုပ်မြေပြရုံနဲ့ကျွန်တော်ဗီဇာမပြနိုင်ခဲ့ဘူးဆိုရင်ဘာမှမထူးပါဘူးဗျเนาะကျွန်တော်ဒီစာအုပ်လည်းပြနိုင်ရမယ်ကိုယ့်ရဲ့စာအုပ်ထဲမှာရှိတဲ့ဗီဇာလည်းပြနိုင်ရမယ်ဒါအလဲထိုင်းနိုင်ငံကိုအလဲရောက်လာခဲ့ကြတဲ့အလဲလာကြတဲ့သူတွေဆိုရင်ပေါ့เนาะတကယ်လို့ထိုင်းနိုင်ငံမှာအလုပ်လုပ်နေကြတဲ့သူတွေဆိုရင်ဘောပမေလည်းပြနိုင်ရမယ်ပတ်စပို့စာအုပ်လည်းပြနိုင်ရမယ်ဒါသူတို့ပြန်တောင်းကြည့်တဲ့အရာတွေနဲ့တကယ်တမ်းဆိုရင်တော့ထိုင်းနိုင်ငံမှာကတော့ထိုင်းနိုင်ငံဥပဒေထဲမှာကတော့ဟာလားအလုံးချိန်ထဲမှာဝင်ဖိုင်းရင်အလုံးစုံနဲ့တက်ဆိုင်တဲ့ဟာပဲပြလို့ရတယ်ပတ်စပို့မပြလဲရတယ်ပေါ့နော်တကယ်လို့အခုမှစာအုပ်ရှိတယ်ဆိုရင်လည်းလမ်းကိုကျွန်တော်အပြင်မှာရောက်နေတဲ့ခါမျိုးမှာတွေ့ဆိုရင်စာအုပ်တစ်ခုတည်းပြလို့ရတယ်ဗီဇာတစ်ခုတည်းလည်းပြလို့ရတယ်ဟောမှမပြလဲရတယ်ဒါပေမဲ့ထိုင်းနိုင်ငံမှာဒီနှစ်ခုတုံသွဲထားပြီးတော့ကျွန်တော်မလို့ကိုတက်ဆိုင်ရဌာနနဲ့တောင်းစစ်လာခါကြမှာဘောမေရှင်ဘောမမေလည်းပြရမယ်ပတ်စပို့ရှင်ပတ်စပို့လည်းပြရမယ်ပြီးရင်ကိုယ့်ရဲ့ဗီဇာလည်းပြရမယ်ပြီးရင်တို့စစ်တဲ့ခါကျရင်လည်းအလုပ်မျိုးစားတွေကပါစာစစ်တယ်ဒါတို့ကျွန်တော်နားလည်ထားဖို့လိုပါတယ်ဗျเนาะခြားတော့ဒီကြားထဲမှာဟိုမပြီးဆုံးလို့ဒီဘယ်လိုမှအပေးယူဒီရှိလာတဲ့ခါကျမှလည်းကိုယ်ပြဿနာကိုကာကွယ်ကြဖို့လို့ကျွန်တော်တိုက်တွန်းခြင်းပါတယ်ဗျเนาะထိုင်းနိုင်ငံမှာတော့ပေါ်တော်90တွေပန်းရောင်ကတ်တွေနေကြော်လို့ရတာဆိုရင်ရပါတယ်ဒါပေမဲ့ထောက်ခံစာတောင်းရမယ်နေကြော်ခွင့်တောင်းရမယ်ပြီးရင်စာအုပ်စာတမ်းလည်းအကုန်လုံးပြီးဆုံးဖြစ်ထားရမှာဖြစ်ပါတယ်ဒါမှကျွန်တော်နေကြော်ခွင့်တောင်းလို့ရမှာဖြစ်ပါတယ်စာအုပ်စာတမ်းမပြည့်စုံပဲနဲ့ကျွန်တော်ထိုင်းရောက်မြန်မာနိုင်ငံသားတွေစကားလဲဝယ်မပြောတတ်ဘူးဆိုရင်နေကြော်တာတွေအလုပ်ရှိပြောင်းတာတွေအထူးကူးဆိုင်ကြပါပြီးတော့နောက်ခုထပ်မှာကျင်တာကတော့ကျွန်တော်တို့ဒီပန်းရောင်ကတ်တွေပေါ်တော်90တွေစောက်စားတွေပြည့်စုံတဲ့အခါမှာတွေပဲဖြစ်ပြည့်စုံတာပဲဖြစ်ထိုင်းနိုင်ငံရဲ့ဒီဂျန်ဟန်ရဲ့ဥပဒေအရထဲမှာဆိုရင်ကျွန်တော်တို့ဒီပုံမှန်73ထဲကအတိုင်းเนาะဒီစက်ရုံမှာလုပ်မယ်ဆိုရင်လည်းဘောနော်ကျွန်တော်တို့ဒီပုံမှန်73ထဲကအတိုင်းကျွန်တော်တို့ကြံ့ခေါက်လုပ်ပြီးသွားမှသာလင်အလုပ်ဝင်လို့ရမှာဖြစ်ပါတယ်ဒါမှလည်းတရားဥပဒေနဲ့ကိုက်ညီမှာဖြစ်ပါတယ်ဂျန်ဟန်ရုံရဲ့ဥ
ပပြဋ္ဌာန်းထားတဲ့ဒီကျန်ခေါက်ချက်အောင်ဥပဒေလည်းကိုင်းညီမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်ကျန်ခေါက်ပြီးသွားပြီးဆိုရင်အလုပ်ပြီးလုပ်တဲ့အခါမှာတော်မောပဲလာစစ်ဘယ်ဌာနပဲလာစစ်ပါအဲ့ခါကျရင်ကျွန်တော်တို့ဘာမှတွေးပြီးကြောက်နေစရာမလိုဘူးဒါပေမဲ့ခုထိုင်းနိုင်ငံမှာကျွန်တော်တို့ထိုင်းရောက်မြန်မာနေသားတွေကတော့30အနေပဲမှာ40ရာခိုင်နှုန်းထိကအတော်များများကတော့တထေးမတူပဲနဲ့အလုပ်လုပ်နေကြတာများတယ်เนาะတထေးငါးနဲ့နေပြီးတော့မှအလုပ်လုပ်ကြတာများတယ်ဒီတထေးနဲ့ဘယ်လောက်များမယ်ဘယ်လောက်ကြာမယ်မသိလို့တထေးငါးနဲ့ပဲလုပ်ထားတာမျိုးတို့เนาะဒီကိစ္စမျိုးလို့ဆိုရင်အထူးကူးဆိုင်ကြပါတကယ်လို့ကိုယ့်ရဲ့အလုပ်ထဲကိုလာဝင်စစ်ဆေးလာခဲ့တဲ့အခါကျရင်ကိုယ့်ရဲ့စားတထေးတွေမတူတဲ့အခါမှာဆိုရင်ကိုယ့်အတွက်ထိခိုက်နေတာမှာဖြစ်ပါတယ်ဗျเนาะဒီလိုမျိုးတွေညှိလာခဲ့ပြီဆိုရင်ပုံမှန်ရှိနေညှိပြီဆိုရင်တော့ဘာပဲပြောထိုင်းနိုင်ငံမှာเนาะအရေးယူခံရမှာဖြစ်ပါတယ်ဒဏ်ငွေလည်းဆောင်ရတယ်လို့မြန်မာနိုင်ငံကိုလည်းပြန်ပို့ခံရမှာဖြစ်ပါတယ်เนาะဒီလိုကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်မကြလေးတော့ပြောဖြစ်ပါတယ်ဒီလိုပို့ရမျိုးလည်းကျွန်တော်တောက်ချောက်တင်ပေးပါတယ်เนาะအားလုံးသိရှင်ကြားသွားကြရအောင်လို့ဟုတ်ကဲ့ပါဒါလေးတော့အကျိုးရှိမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဒါလေးကိုကျွန်တော်ဘူးသားဖြစ်လာပြီး sharing လုပ်ပေးပါ sharing လာလုပ်ပေးခြင်းဖြစ်ပါတယ်ဗျဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ